Hello ဆိုတော့ဒီပုံစံလေးကတော့ကျွန်တော်တို့ဒီ business ကန်ဒီမှာ monitoring system တက်ပြီးသွားလို့ရှိရင်ဘယ်လိုပုံစံမျိုးမြင်ရမယ်ဆိုတဲ့ဟာကိုကျွန်တော် example အနေနဲ့နည်းနည်းရှင်းသွားအောင်ကြည့်ရတာရှင်းသွားအောင်လို့ဆွဲပေးထားတာဖြစ်ပါတယ်နော်ဆိုတော့ဒီပုံစံအတိုင်းလာမှာတော့မဟုတ်ဘူးဒါကျွန်တော်လောစေဘယ်လိုပုံစံလဲမြင်တောင်ပဲအလွယ်ဆွဲထားတာဆိုတော့လေတကယ်လာမယ့်အချိန်ဆိုလို့ရှိရင်တော့ဒီတက်ပို့ပြီးတော့ function တွေလည်းစုံသွားလိမ့်မယ်ပို့ပြီးတော့ပြည့်စုံသွားလိမ့်မယ်ပေါ့နော်ဒီတက်အများကြီးပေါ့ဘာဖြစ်လို့တကယ်ဆွဲပြီဆိုလို့ရှိရင်ဒီအတွက်ကိုကျွန်တော်တေချာဒီ system တစ်ခုလုံးဆွဲပြီဆိုလို့ရှိရင်ကြတော့ဒီတကယ်ပစုံကံမှာလုပ်နေတဲ့သူတွေကိုဘယ်လိုပုံစံမျိုးလိုချင်တယ်ဆိုတာမှအစားကျွန်တော်မေးစမ်းပြီးတော့မှ customize ပေါ့နော်ပို့ပြီးတော့ရိုးရှင်းလွယ်ကူအောင်ပို့ပြီးတော့ပြည့်စုံအောင်လို့ကျွန်တော်ပြန်ပြီးတော့ interview ပြီးတော့မှကျွန်တော်ဆွဲရမှာဆိုဒီကတော့ဒါကျွန်တော် idea နဲ့ပဲရတဲ့အချိန်လေးမှာနည်းနည်းမြင်တောင်ဆိုပြီးတော့အလွယ်တကူလေးဆွဲထားတဲ့ပုံစံလေးပဲဖြစ်နေသေးတယ်ပေါ့နော်တကယ်ဆိုရင်တော့ဒီရက်ပို့ပြီးတော့ကောင်းလာပါလိမ့်မယ်တကယ်ဆွဲတဲ့အချိန်ကြာရင်တော့လေဆိုတော့ကျွန်တော်အားလုံးပေါင်းလက်ရှိ pilot project အနေနဲ့ကိုကျွန်တော်ကန်12ကန်စာကျွန်တော်ဆွဲထားတယ်ပေါ့နော်ဆိုတော့အောက်မှာကျွန်တော်1 2 3 4 5 6ကနေပြီးတော့မှစပြီးတော့12အထိရှိမယ်ဆိုတော့ဒီကောင်တွေကိုတစ်ချက်နှိမ့်လက်နာတဲ့ပြန်နဲ့သက်ဆိုင်ရာကန်စီကိုရောက်သွားမယ်ဒါဆိုဒါကန်နံပါတ်1ပေါ့ဒီမှာဆိုကျွန်တော် firm number 1ဆိုပြီးတော့ကျွန်တော်ရေးပေးထားတယ်ဆိုတော့အကယ်လို့ကျွန်တော်က2ကိုနှိမ့်လိုက်မယ်ဆိုလို့ရှိရင် firm number 2ကိုရောက်သွားမှာဆိုတော့ဒီဟာတွေကကျွန်တော်ဒါ simulation ပုံစံလုပ်ထားတာပေါ့နော်တကယ် site ထဲမှာရှိတဲ့ blower တွေ pedal wheel တွေ pump တွေပေါ့နော် delete တွေ pump တွေကိုတကယ်ချိတ်ဆက်ပြီးသွားပြီဆိုလို့ရှိရင်တော့ delete တွေဒီ blower တွေမောင်းနေရဆိုရင်ဒီမှာလာပေါ်မယ်ရက်နေရဆိုလို့ဒီမှာလာပေါ်နေမှာပေါ့နော်ရက်နေရဆိုပြီးတော့မှဒါကတော့ကျွန်တော်လောလောဆယ်မြင်တောင်လို့ဆိုပြီးတော့မှဒီတကယ်အကျူရဲ့ device တွေနဲ့ကျွန်တော်ချိတ်ဆက်မထားဘဲနဲ့ simulation လုပ်ထားတာပေါ့နော်ကျွန်တော်ဒီဘလို့ပုံစံမြင်ရမယ်ဆိုတော့ဟာမြင်တောင်လို့ပေါ့နော်ဟုတ်ကျွန်တော်တစ်ချက်လေးအဲ့ဒါရှင်းပြမယ်နော်အရင်ဆုံးကျွန်တော်ဒီကန်နံပါတ်1ကိုသွားလိုက်မယ်ပေါ့နော်ပစုံကန်နံပါတ်1နံပါတ်1မှာဆိုကျွန်တော်ဒီ pH level ကျွန်တော်ကြည့်လို့ရမယ် pH level ဆိုတာလက်ရှိဒါ 8.1 ဆိုပြီးတော့မှတကယ်အကျူရမှာဆိုလို့ကျွန်တော် sensor ထည့်ရမှာပေါ့နော် sensor ထည့်ပြီးတော့မှဒီ pH sensor ကနေပြီးတော့မှကျွန်တော် controller ကို signal ပြန်ပို့မယ် data ပြန်ပို့မယ်အဲ့ data ကိုမှကျွန်တော်တို့ဒါကွန်ပျူတာကနေပြီးတော့မှမြင်နေရမှာเนาะမြင်နေရမှာပေါ့เนาะဘယ်လောက် pH level ရှိရဆိုတော့ပေါ့เนาะ pH level 8.1ပေါ့เนาะဒီမှာတော့ဒါကျွန်တော် data ဒီတိုင်းပဲထည့်ပေးထားတာပေါ့ပြီးရင်water temperature ပေါ့ပစုံကန်ထဲမှာရှိတဲ့ရေ temperature ဘယ်လောက်ရှိရဲဆိုတော့ degree celsius နဲ့ပြမယ်နောက်တစ်ခါ oxygen level ဘယ်လောက်ရှိရဲဆိုတော့လည်းကျွန်တော်ပြနေမယ်ဒါတွေအကုန်လုံးကကျွန်တော်တို့ sensor ထည့်ရမှာပေါ့เนาะပြီးဒီမှာ all circuit breakers are normal ဆိုတော့ဒီမှာကျွန်တော် circuit breaker နှလုံးရှိတယ်ဒါတော့ကျွန်တော်ကိုချစ်ကောင်းအောင်မေးပြီးတော့မှတည်ထားတဲ့ဟာကိုကျွန်တော်ထည့်ထားတာပေါ့နော်ဆိုတော့ breaker ကိုကြည့်လိုက်မှဆိုတာကျွန်တော်တို့ on position ဖြစ်နေပါတော့ breaker အပေါ်တင်ထားတယ်ဒီမှာလည်းကျွန်တော်အပေါ်တင်ထားတယ်အဲကြောင့်မို့ဒီ breaker ဒီမှာအစိမ်းအောင်လေးကျွန်တော် line ပြထားတယ်ပေါ့နော် breaker က on နေတယ်ဒါကြောင့်မလို့ all circuit breakers are normal ပေါ့နော်ဆိုတော့ breaker တွေ off မနေဘူး error တက်မနေဘူးပေါ့ပစုံကန်နံပါတ်1မှာဆိုလို့ရှိရင်တော့ပြီးတော့ blower နှလုံးရှိတယ် blower နံပါတ်1နဲ့ blower နံပါတ်2ဆိုတော့ blower နံပါတ်1ကကျွန်တော်လည်နေတယ်blower number 2ကကျွန်တော် off နေရပါเนาะဆိုတော့ blower နှလုံးရှိတဲ့နေရာမှာကျွန်တော် blower တစ်လုံးလင်းနေတယ်ဆိုတော့ဒါကြောင့်မလို့ဒီမှာကျွန်တော် number of running blower ဆိုပြီးတော့မှလက်ရှိမောင်းနေတဲ့ blower က number 1တစ်လုံးပေါ့เนาะတစ်လုံးဆိုပြီးတော့ကျွန်တော်ပြထားတယ်ပေါ့เนาะနောက်တစ်ခါ pump ပေါ့ကျွန်တော် pump ကအားလုံးပေါင်းကျွန်တော်ဒီထဲမှာတော့3လုံးရှိတယ်ပေါ့เนาะတကယ် actual site မှာဆို3လုံး4လုံးကကျွန်တော်ပြန်ပြီးတော့နောက်မှပြန်ပေးလို့ရတယ်ဒီလို3လုံးရှိတဲ့နေရာမှာကျွန်တော်ဒီ number 1 pump ကမောင်းနေတယ်အဲ့မှာကြည့်ကျွန်တော်ပန်မောင်းနေတဲ့ပုံစံလေးကျွန်တော် animation လေးပြနေမယ်ပေါ့နော်ပြီးရင်ဒီမှာသူ့စီလာ line ကလည်းအစိမ်းအောင် line နဲ့ဖြစ်နေမယ်ဒီဘက်ပန်နေရတော့မမောင်းနေဘူး off နေရဖြစ်တဲ့အတွက်သူတို့စီလာတဲ့ line တွေကအနီအောင်နဲ့ပြနေပေါ့နော်မမောင်းနေဘူးဆိုပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းဒီကောင်လေးကပန်1လေးကမောင်းနေတဲ့ပုံစံမျိုးblinking ပေါ့နော် blink ဖြစ်နေတာပေါ့ဆိုတော့အားကြောင့်မလို့ number of running pan မှာလည်းကျွန်တော်တစ်လုံးမောင်းနေတယ်ပေါ့နော်နောက် pedal wheel ပေါ့ကျွန်တော် delete တွေဒါ delete တွေအားလုံးပေါင်းကျွန်တော်16လုံးထည့်ထားတယ်အဲ့မှာဆိုရင်breaker 1နဲ့1စီကနေထွက်တဲ့delete ကအားလုံးပေါင်း4လုံးမောင်းနေ breaker 2ကနေထွက်လာတဲ့ black က delete ကအားလုံးပေါင်း4လုံးမောင်းနေရပေါ့နော်အားလုံးပေါင်းဆိုကျွန်တော်8လုံးပေါ့ကျွန်တော်8လုံးpedal wheel ပေါ့နော် pedal wheel 8လုံးကျွန်တော်မောင်းနေရပြီး number of running 40 fan ဆိုတာဒီမှာ running ကကျွန်တော်ဟိုဖြစ်အဓိကတော့ 4 ဖြစ်နေတဲ့ fan ပေါ့နော်ဘယ်ပစုံကန်ကကျွန်တော်ကန်ဘယ်နှကန်ကျွန်တော် 4 ဖြစ်နေတဲ့ error တက်နေဆိုတော့ကျွန်တော်တကန်လို့ပြထားတယ်ပေါ့နော်ဘယ်ကန်လဲဆိုတော့ကျွန်တော်ပြီးရင်တစ်ချက်ပြပေးမယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပုံစံလေးကြည့်လိုက်တာနဲ့လည်းကျွန်တော်တန်းသိမယ်ဘယ်ကောင်နေ breaker တွေ on နေလား off နေလား blower ဘယ်နှလုံးမောင်းနေလဲနောက်တစ်ခါ delete တွေဘယ်နှလုံးမောင်းနေလဲ pump ဘယ်နှလုံးမောင်းနေလဲပေါ့နော်ကျွန်တော်ဒါတွေအကုန်လုံးမြင်ရမယ့်အပြင်ကျွန်တော်ဒီမှာ pH level တွေ temperature တွေ oxygen level တွေလည်းပြနေမယ်ဒီကောင်တွေအကုန်လုံးကိုကျွန်တော်တို့ကဒီ setting ထဲမှာသွားပြီးတော့ပြင်လို့ရမယ်
pH level ဘလောက်ကနေဘလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်ခံနိုင်တဲ့အတိုင်းဒါဖြစ်တယ် error ပြစရာမလိုဘူးတကယ်လို့ pH level ကျသွားတော့၎င်း pH level အရင်များသွားတော့၎င်းဖြစ်လို့ရှိရင်ကျွန်တော် error ပြမယ်တက်မယ်အဲ့ဒီ range ကဘလောက်လဲဆိုတော့ကျွန်တော်တို့ဒီ setting ထဲမှာကျွန်တော်သွားပြီးတော့ထည့်လို့ရမယ်ပေါ့နော်တကယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ range ဆိုလို့ရှိရင်တော့ error မပြပါနဲ့ဒီ range ဆိုရင်တော့ error ပြပါဆိုပြီးတော့မှကျွန်တော် operator နေပြီးတော့မှတခါလေး setting တွားထည့်ထားလို့ရမယ်ကွန်ပျူတာမှာတွားထည့်ထားရမယ်ပေါ့တွားထည့်ထားလို့ရတယ်ပေါ့နော်အလွယ်တကူထုံနည်းတူပဲအပူချိန်နေပြီးတော့ oxygen level ဆိုလို့ရှိရင်လည်းကျွန်တော်တို့တွားပြီးတော့မှ setting ထဲမှာထည့်ထားပြီးလို့ရတယ်ဘယ် range ဆိုရင်တော့ error ပြပါဘယ် range ဆိုရင်တော့ error မပြပါနဲ့ပေါ့နော်စသည်အပြင်ကျွန်တော်ထည့်ထားပြီးလို့ရမယ်ပေါ့နော်အဲ့ဒါပြီးကျွန်တော်ဒီ home ပေါ့ဒါ home screen ကျွန်တော် home ကိုတွားလိုက်မယ်ဆိုရင်ဒီမှာလည်းကျွန်တော်မြင်နေရမယ်ဒါကတော့ကျွန်တော်လက်ရှိစနက်ကန်တာပဲကျွန်တော်ဆွဲထားသေးတာပေါ့နော်ဒီဘက်ကကန်တွေကကျွန်တော်လောတယ် software ထဲမှာဒီတိုင်းပဲကျွန်တော်ထည့်ပေးထားသေးတယ်ဒါ active ဖြစ်မနေသေးဘူးပေါ့နော်ပစုံမမွေးသေးတာဖြစ်တယ်လို့ကျွန်တော်အမဲအောင်မိကိုရောင်လေးနဲ့ကျွန်တော်ပြထားတယ်နော်ဒီမှာဆိုလို့ရှိရင်ကြည့်လိုက်ရင်ကျွန်တော်သိတယ်1 2 3 4 5 6စစ်မှာဆိုဒီမှာကျွန်တော် number 5ကအနီအောင်ပြနေပြီဒါ error တက်နေလို့အားကြောင့်မလို့ကျွန်တော်တို့ခုနကfan number 1ကိုသွားလိုက်မယ်ဆိုလို့ရှိရင်အားလုံးပေါင်း error ပြနေတဲ့ကန်တကန်ရှိနေတယ်လို့ပြောတာကျွန်တော်မှာ error ဒီကောင်0ဖြစ်နေတာမှာမြင်တယ်တကယ်လို့1တို့2တို့ဆိုရင်တေချာပေါ့ကျွန်တော်သွားပြီးတော့ဘယ်ကန်ဖြစ်နေတော့ကြည့်ရတော့မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီကနေပြီးတော့လဲကန်နံပါတ်2ကိုသွားလို့ရသလိုကျွန်တော်ဒီ home screen ပြန်သွားမယ်ပြီးရင်ဒီကနေပြီးတော့လဲကျွန်တော်တို့ကြိုက်တဲ့ကန်နံပါတ်3ကိုကျွန်တော်သွားလို့ရတယ်အလွယ်တကူပေါ့နော်operator အနေနဲ့တကယ်ဒီ monitoring လုပ်နေမဲ့သူအနေနဲ့အရန်လွယ်ကူစွာနဲ့ကျွန်တော်ရှောက်သွားကြည့်လို့ရမယ်ပေါ့နော်ပြီးဒီမှာတော့ဒါကျွန်တော် fan number 2ဆိုပြီးတော့ပြနေတယ်အမှန်တော့ဒီကောင်ကကျွန်တော်ပြောင်းနေမှာအမြင်တယ်ဟို slide show ပုံစံနဲ့1လာမယ်ပြီး2လာမယ်ပြီး3လာမယ်3ရဲ့3လာရင်3ရဲ့ data တွေဖြစ်မယ်4လာရင်4ရဲ့ data တွေဖြစ်မယ်5လာရင်5ရဲ့ data တွေဖြစ်မယ်ပြီးအလယ်မှာကျတော့ကျွန်တော် error တစ်ခုရှိရဆို error အလန်းအနေနဲ့ပေါ်နေမှာဒါကျွန်တော်အချိန်မရတာဖြစ်တဲ့အတွက်ကျွန်တော်မလုပ်ရသေးတာပေါ့နော်ဟိုတကယ်အကုန်လုံး complete ဖြစ်ဖို့ဆိုလို့ရှိရင်ကြတော့အချိန်တော်တော်လေးယူပြီးတော့လုပ်အောင်ပါဆိုတော့လေကျွန်တော်အဲ့ဒါလေးကျွန်တော်အရင်ကြီးမထည့်ထားသေးဘူးအခုလောဆယ်ကဘယ်လိုပုံစံလာမယ်ဆိုတော့မြင်တာအောင်လေးပဲကျွန်တော် example အနေနဲ့ပြတာဆိုတော့လေနော်ဆိုတော့ကျွန်တော်ဒီမှာ error တက်နေတဲ့ကျွန်တော် 5ကိုကန်နံပါတ်5ကိုကျွန်တော်တစ်ချက်သွားကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာတစ်ချက် click နှိပ်လိုက်တာနဲ့ကန်နံပါတ်5ရောက်သွားဒီမှာဆိုကျွန်တော်မြင်နေရပြီ circuit breaker off ဘာလို့လဲဆိုတော့ဒီမှာဒီ circuit breaker ဒီအောက်ကိုကျနေတယ်ဒီမှာအနီရောင်ဖြစ် off ဖြစ်နေပြီဒီ circuit breaker ကတော့ on နေတယ်ကျွန်တော် circuit breaker နှလုံးရှိတဲ့နေရာမှာ breaker တစ်လုံးကျနေပြီပေါ့နော်ဒါဆိုကျွန်တော်မြင်လာပြီကန်နံပါတ်5 breaker ကျနေပြီကျွန်တော်တို့လှမ်းပြီးတော့မှသက်ဆိုင်ရာလူသွားစစ်ခိုင်းဖို့လိုပြီပေါ့နော်ဆိုတော့အလွယ်တကူကျွန်တော်သိနိုင်တယ်ပစုံကန်တဲ့အထိသွားကြည့်နေကြမလို့ error ရှိတယ်မရှိဘူးဆိုတော့ကျွန်တော်တို့ internet ရှိတဲ့နေရာဘယ်နေရာမဆိုကျွန်တော်တစ်ကမ္ဘာလုံးမှာရှိတဲ့ internet ရှိတဲ့နေရာဘယ်နေရာမဆိုဝင်ကြည့်လို့ရမယ်ဒီတိုင်းကျွန်တော်တို့မြင်နေရမယ်ပစုံကန်တွေမှာ delete ဘယ်နှလုံးမောင်းနေတယ် blower ဘယ်နှလုံးမောင်းနေလဲ breaker တွေကျနေတယ်ဆိုတော့ကျွန်တော်တို့ဘယ်နေရာနေမဆိုကျွန်တော်ကြည့်လို့ရမယ် control room ထဲမှာလည်းကြည့်လို့ရမယ်ဘေးမျိုးပေါ်မဟုတ်ပဲကျွန်တော်ရန်ကုန်ကနေလည်းလှမ်းကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဒီပုံစံမျိုးဖြစ်နေမယ်ဘယ် error တက်တယ်ဆိုလို့ရှိရင်ဥပမာဒီလိုဆို breaker ကျပြီး error တက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က control room ထဲမှာလည်းအလန်းမြည်တန်နေနဲ့ကျွန်တော်တို့ကလူကိုသိအောင်လုပ်မယ်နောက်တစ်ခါကျွန်တော် email ပို့တာတွေလည်းကျွန်တော်လုပ်ပေးလို့ရတယ်ချက်ချင်း breaker တခုခု error တက်ပြီဆိုတော့လည်းတန်းပြီးတော့ကျွန်တော် list ထည့်ထားတဲ့ email address တွေအကုန်လုံး email တွေပို့မယ်နောက်တစ်ခါကျွန်တော် SMS ပို့ပေးတဲ့အထိကျွန်တော်လုပ်ပေးလို့ရမယ်တခါလေဖုန်းထဲကို message တွေပါဝင်လာမယ်ပေါ့နော်ကျွန်တော်ဖုန်းနံပါတ်5လုံးထည့်ထားရင်5လုံးစီကိုကျွန်တော် message တွေဝင်လာမယ် breaker ချနေပြီ error ဖြစ်နေပြီဆိုတဲ့အကြောင်းလေးပေါ့နော်ဒါမှတယောက်မဟုတ်တယောက်ကအလင်းမြန်သိအောင်လို့ကျွန်တော်ဒီပုံစံလေးကျွန်တော်လုပ်ပေးလို့ရတယ်ပေါ့နော်ဆိုတော့ဟိုဒါကိုအမြဲတမ်းဝင်ကြည့်နေမှလည်းမဟုတ်ဘူးဝင်မကြည့်နေဘဲနဲ့လည်းကျွန်တော်ကအဲ့လိုမျိုးerror တက်တဲ့ဟာကိုအလန်းဖြစ်တဲ့ဟာကိုကျွန်တော်သိနိုင်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ဒီ breaker တော့ကောင်းတယ်မှန်တယ်ဒီ breaker ကျွန်တော်ကြာနေပြီဖြစ်တဲ့အတွက်သူ့ရဲ့အောက်မှာရှိတဲ့ကောင်တွေအကုန်လုံးအလုံးမလုံးတော့ဘူးပေါ့နော်ဆိုတော့ဒီဘက်ကတော့ကျွန်တော် blower နဲ့မောင်းနေတယ်ပြီးတော့battery wheel တွေ10လုံးကျွန်တော်မောင်းနေဖြစ်တဲ့အတွက်10လုံးပေါ့ဒီမှာတော့ကျွန်တော်တို့ error တက်နေတဲ့ fan ကတစ်ခုရှိနေတယ်ပေါ့နော်သက်ဆိုင်ရာ pH level temperature တွေကတော့လောတယ်သူ range ထဲမှာရှိနေတာဖြစ်တဲ့အတွက် error မတက်သေးဘူးအကယ်လို့ range ထဲကိုကျော်သွားတာဒါမှမဟုတ် range အောက်ကိုကျသွားတာဆိုလို့ရှိရင်တော့သူလည်း error တက်လိမ့်မယ်ဟုတ်အားလုံးကိုကျွန်တော်တို့ကဒီမှာအနှစ်ချုပ်အနေနဲ့ home screen ကနေပြောမှကျွန်တော်ပို့အားလုံး green ဖြစ်နေတယ်ပေါ့နော်အစိမ်းအောင်ဖြစ်နေဆိုတော့ဒါ error မရှိဘူးအကောင်လုံးကအဆင်ပြေတယ်ပေါ့အကယ်လို့ကျွန်တော်တို့တခုခုအနီအောင်ဖြစ်နေပြီဆိုရင်တော့ကျွန်တော်တို့pH level ကျတာတော့၎င်း oxygen level ကျတာတော့၎င်းဒါမှ breaker ကျတာမျိုးတို့ပါလို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့အလန်းအနေနဲ့ဒီမှာနှမ်းမြင်နေရမယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ခုနကပြောသလို example အနေနဲ့ပဲဒါကျွန်တော်ဆွဲပေးထားတာဖြစ်ပါတယ်ရတဲ့အချိန်လေးတွေမှာဘယ်လိုပုံစံရှိရဆိုတာမြင်တောင်းလို့ကျွန်တော်ဆွဲပေးတာတကယ်အကျူရဲ့ကျွန်တော်တို့ဆွဲပြီဆိုလို့ရှိရင်ဒီတက်ပို့ပြီးတော့ပြည့်စုံပါလိမ့်မယ်ဒီတက်ပို့ပြီးတော့စနစ် function တွေပို့ပြီးတော့များလာပါလိမ့်မယ်
ပြီးတော့ကျွန်တော်ခုနကပြောသလိုမျိုး alarm တက်ပြီးအဲ့ဒါတက်ပြီးဆိုလို့ရှိရင်လည်းသက်ဆိုင်ရာ list ထည့်ထားတဲ့ email address တွေ phone number တွေကို message ပို့တာတွေ email ပို့တာတွေလုပ်ပေးပါလိမ့်မယ်တကမ္ဘာလုံးမှာရှိတဲ့ internet ရတဲ့ဘယ်နေရာကနေမဆိုဒီ system ဒီစနစ်ကြီးကိုဝင်ပြီးတော့ကြည့်လို့ရမယ်ပေါ့နော် monitor လုပ်လို့ရပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ can တွေဆိုလို့ရှိရင်လည်းအလွယ်တကူပဲကြိုက်တဲ့ can ကိုကျွန်တော်သွားပြီးတော့မှသူနဲ့သက်ဆိုင်တဲ့ data တွေအကုန်လုံးကိုကျွန်တော်သွားပြီးတော့အသေးစိတ်ကြည့်လို့ရပါမယ်နော်နောက်တစ်ခါကျွန်တော်တို့နောက်ပိုင်းဒီ system ကိုပို့ပြီးတော့မှ upgrade လုပ်ချင်တယ်ဆိုလို့ရှိရင်ကြာပြန်တော့ဒီ blower တွေဒီ blower တွေပေါ့နော် blower တွေ pump တွေ delete တွေအကုန်လုံးကိုလည်းဒီ computer နေပြီးတော့မှကျွန်တော်တို့ဖွင့်တာပိတ်တာမောင်းတာရက်တာအကုန်လုံးကို computer ကနေတခါတည်းတန်းလုပ်လို့ရတဲ့ပုံစံမျိုးအထိကျွန်တော်ထပ်ပြီးတော့ upgrade လုပ်ရလို့ရတယ်ပေါ့နော်လိုအပ်တဲ့ hardware လေးတစ်ထည့် software လေးပြန်ပြီးတော့ modify လုပ်ပြီးတော့မှကျွန်တော်တို့ blower ဘယ်နှလုံးမောင်းမယ်ဒီကန်ကိုဒါမှမဟုတ်မောင်းတာများနေလို့ short မယ်ဆိုတာမှအကုန်လုံးကိုကျွန်တော်တို့ကဒီ internet ပေါ်ကနေပြီးတော့မှ computer နေတစ်ဆင့်ကျွန်တော်တို့အကုန်လုံးကြိုက်တဲ့နေရာနေပြီးတော့မှပိတ်တာဖွင့်တာမောင်းတာရက်တာကိုအကုန်လုံးကိုကျွန်တော်လုပ်လို့ရတဲ့အထိထပ်ပြီးတော့ upgrade လေးလုပ်လို့ရသွားပါမယ်နော်